တားလို့ခြင်းနဲ့ရာလေးတစ်ခုကပေါင်းစည်းပေးပါအဖေနဲ့အမေမိဘဆိုတာတားရဲ့ဘဝမှာရေးကြီးဆုံးသောအရာပါပဲအများမိသားစုပျော်ရွှင်နေရင်အားကြမိရဲ့တကယ်ပါပဲဖြစ်နိုင်ရင်လေနောက်ပြန်ဆုတ်ကအရင်လိုပဲတားနေခြင်းနဲ့ဖြစ်နိုင်ဖို့ဆိုတာမသေးကြတာတတ်တွေးရင်းနဲ့ပဲမျက်ရည်ကြဖေမဟုတ်ဖဲတဲ့တခြားယောက်ျားကိုအဖေလိုလဲတမခေါ်ခြင်းမှာဖေနဲ့မိသားအစဉ်ပြေဖို့ပါကြက်နဲ့ရတယ်မလို့ဘူးဗျာပြန်ပေါင်းပေးပါဖေနဲ့မိရဲ့ရှစ်ကြီးကိုကတောင်းမှန်တာသားစုနေတဲ့ဒီတစ်ချင်းကြားရဲ့ဖေနဲ့မိနဲ့မငိုနဲ့ဗျာတာသမီးတစ်ယောက်ရဲ့ခံစားချက်ကိုထည့်ပြီးတော့လေစဉ်းစားပါညီမလေးတွေရဲ့အနာဂတ်ကိုရောတွေးပြီးတော့ဖေပူမိလားဒီကနေ့တော့လဲရင်နာတယ်ဗျာမေရောသားကိုတတိယလားအသက်ရှင်လျက်ဝေးသွားတာတာဘဝမှာရင်နာဆုံးမှာဘာတော့မို့ခွဲခဲ့လဲလုံးရဲ့လိုက်တာကံကြမ္မာကြီးယာဖေးမျက်နှာရွာထင်ကမေကိုလဲတာကဲကိုချစ်တာတာတခုဝေးတောင်းဆိုတာပြန်ပေါင်းမိပါဖေးနဲ့အမေယာတာရဲ့ဘဝမှာလုံအပ်နေတာအမှန်တိုင်းပြောရင်အဖေနဲ့အမေလစ်တာကီမီဘဝလဲခါတဲ့လောကကြီးရဲ့အလဲမှာလဲကိုတွေးကိုချွန်စူးစမ်းနေတဲ့တာရဲ့အနာကလှဖို့အတွက်တားလုံအားကလာစားလေးလက်အဖေနဲ့မေကိုအပ်ချင်တယ်မိဘနှစ်ပါးနဲ့တူမနေရခဲ့ဘယ်ဘဝဝင်ကြွေပါလို့လဲအားပေးတဲ့တွေကြားချင်တဲ့ဖေအလုပ်ပင်မန်းတဲ့အခါမှာလဲတာရဲ့ဘဝလေးသိငယ်နေရတစ်ချက်လောက်တော့မေငယ်ကြည့်ပေးအဖေနဲ့အမေကိုအပြစ်မတင်ဘူးဗျကံတရားလို့ပဲတတ်မှတ်တာနေ့တိုင်းလဲတာလွမ်းလာတော့လဲခံစားချက်ကပြင်းထန်လာတခြားသူတွေဆိုဖေမေစုံနဲ့ကြည်နူးပြီးတော့ပြောနေတာအဲ့လိုတွေ့ရင်သားရင်ထဲမှာကြိတ်ပြီးတော့လေကိုမိတာအဖေနဲ့အမေကိုညတိုင်းလဲတာရှိခိုးပြီးမှအိတ်တာပါအသက်ရှင်လျက်ဝေးသွားတာတာဘဝမှာရင်နာဆုံးမှာဘာတော့မို့ခွဲခဲ့လဲလုံးရဲ့လိုက်တာကံကြမ္မာကြီးယာဖေးမျက်နှာရွာထင်ကမေကိုလဲတာကဲကိုချစ်တာတာတခုဝေးတောင်းဆိုတာပြန်ပေါ